Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပစုံဘောကျိတ်ရဲ့မတိတိစိတ်ရဲ့ချင်းကန်ဆက်ချက်စားတာလေးကိုပြန်လည်မျှဝေပေးပါမယ်ရှင်ပထမဦးဆုံးအနေနဲ့မတိတိစိတ်လေးတွေကိုစားထည့်ပြီးထောင်းလိုက်တယ်ပေါ့နော်ဒီနေရာမှာကျမကစားနည်းနည်းလေးများပြီးသုံးထားတယ်ပေါ့နော်ဟင်းချက်တဲ့အချိန်မှာစားထည့်စရာမလိုတော့ပါဘူးရှင်ပြီးရင်အဆက်ထည့်မယ်ပေါ့နော်ကိုကြိုက်တဲ့လောက်အဆက်ထည့်လို့ရပါတယ်ပြီးရင်တော့ဒဲဦးတွေကိုစီထည့်ပြီးတော့ပူပေးလိုက်ပါတယ်ရှင်နည်းနည်းစီပူလာတဲ့အခါကျလို့ရှင်တော့စနုံးအနေငယ်ထပ်ထည့်မယ်ပြီးရင်အသင့်လှီထားတဲ့ကြက်သွန်နီလေးကိုထပ်ထည့်ပြီးကြော်လိုက်ပါတယ်ရှင်ကြက်သွန်နီကတော့တအုပ်လောက်ပဲဖြစ်မယ်ရှင်ပြီးရင်ကြက်သွန်နီလေးကိုကြော်လာအောင်ကြော်လိုက်ပါမယ်ဒီလိုနေထားရောက်ပြီဆိုရင်တော့ထောင်းထားတဲ့မတီးတီးစိမ်းကိုထည့်ပြီးတော့မှွေလိုက်ပါတယ်ရှင်ပြီးရင်အသင့်ပြင်ထားတဲ့ပစုံဘောကျိတ်လေးတွေကိုထပ်ထည့်ပြီးတော့လုံလိုက်ပါတယ်ဒီနှစ်ခုရောပြီးတော့ရောသမမှွေသွားပြီဆိုလို့ရှိရင်တော့အညုတ်တီးထောင်းထားတာလေးကိုထည့်လိုက်ပါတယ်ထည့်ပြီးမှွေတယ်ပေါ့နော်ပြီးရင်တော့ဒါလေးကတော့ငပိရေဖြောထားတာပါအခုနောက်ပိုင်းကလည်းငပိကိုရေဖြောပြီးတော့ပဲသုံးပြတယ်ရှင်။ဘာဖြစ်လို့လဲဆိုတော့ကျမစမရှိတဲ့ငပိကနည်းနည်းမာနေရရောပြီးရင်ပစုံအခွင့်လေးတွေပါရောကြောင့်ပါရေအနည်းငယ်ထပ်ထည့်ပါတယ်။ရေထည့်ပြီးလို့ရှိရင်စူပွက်လာအောင်ထိချက်ပေးအောင်ပါပဲရှင်။ဘာမှမခက်ပါဘူးနော်။ဒီနေရာမှာစားထပ်ထည့်စရာမလိုတော့ဘူးပေါ့နော်။ဒီလိုလေးစူပတ်လာပြီးဆိုလို့ရှိရင်တော့ထုံးစံအတိုင်းကျက်သွန်ပြူဓာတ်ရိုက်ထားလေးကိုနောက်ဆုံးအနေနဲ့ထည့်လိုက်ပါတယ်ကျက်သွန်ပြူနဲ့မှုမွေးလေးဖြစ်သွားပါတော့ဒီလိုနေထားသည့်ချက်ပြင်ရပါပြီကြည့်ရှုအားပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်